ကျော်သားစရုပ်ကြီးရဲ့တိုက်ခိုက်မှုကတကယ့်ကိုငရဲကြတယ်လို့ပါပဲကြည်စံတွေကသူတို့ခြေထောက်နားထိတဖြောင်းဖြောင်းနဲ့မြေကြီးထဲတိုးဝင်ကုန်ကြပြီးမြေစာတွေကြောက်ခဲတွေကလည်းနေရာနဲ့ပေါက်ကွဲထွက်နေတာသူတို့မှာတော့အသက်လူပြီးတောနဲ့ထဲကိုအသေးအတန်ပြေးဝင်ခဲ့ရတယ်။နောက်ဆုံးပိခတ်မှုရိယာကနေလွတ်လာတဲ့အချိန်မှာတော့10ယောက်ကျော်ရှိရဲ့အဖွဲ့တွေက6ယောက်ပဲအသက်ရှင်ကျန်တော့တာကိုသိလိုက်ရတယ်။သူတို့တွေပျက်စီးနေတဲ့စခန်းတစ်ခုကိုရောက်သွားတဲ့အခါစက်ရုပ်ကြီးအနားမှာရှိနေပြီဆိုတာတိတာနေပြီးအပျက်စီးတွေကြားမှာအသက်လူနေရတဲ့သူတို့ရဲ့နေပြကိုတွေးလိုက်ရပြီးဗိုလ်ကြီးကတော့အကောင့်တိုင်းကျန်နေတဲ့တန်ချက်ကားတစ်စီးကိုအမြန်ဆုံးအသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကန်ဂျမာကသူတို့ဘက်မှာမရှိခဲ့ပါဘူး။စခန်းအပြင်ဘက်ကနေအချက်ပြတ်မီးတွေတစ်ခုပြီးတစ်ခုတက်လာတယ်။စက်ရုပ်ကြီးကလည်းတဖြည်းဖြည်းနီးကပ်လာပြီးကားပေါ်အမြန်တက်ကြတဲ့အချိန်မှာကားထဲမှာကြည်စံအပိုမရှိတာကိုတတိထားမိသွားကြတယ်။အဲ့ဒီမှာတင်စစ်သားတယောက်ကကြည်စံတေးတာယူဖို့အသက်ဆုံးပြီးအပြင်ကိုပြေးထွက်သွားခဲ့တယ်။သူတေးတာကိုရခဲ့ပေမဲ့အပြင်မှာတော့စက်ရုပ်ရဲ့ကြည်စံကသူ့ကိုတိုက်ရိုက်ထိမှန်သွားပါတော့တယ်။ဒါပေမဲ့သူဟာနောက်ဆုံးထွက်သက်မှာကြည်စံတေးတာကိုအဖွဲ့သားတွေစီရောက်အောင်ပြပေးသွားနိုင်ခဲ့ပါတယ်။တန်ချက်ကားဟာအရှိန်ပြင်းနဲ့မောင်းထွက်ခဲ့ပေမဲ့စက်ရုပ်ကြီးကလည်းကြောက်စရာကောင်းတဲ့အရှိန်နဲ့နောက်ကလိုက်လာတာစစ်သားတွေကစက်တင်နဲ့ပြောင်းတွေညီရဲလာတဲ့အထိပြန်ပစ်ခဲ့ပေမဲ့စက်ရုပ်ရဲ့တန်ချက်ကားပြားတွေကိုမဖောက်နိုင်ခဲ့ပါဘူး။လက်နက်အင်အားနဲ့ရှင်လို့မရတော့တဲ့အစုံသူတို့ရဲ့တခုတည်းသောမျောလင်းချက်ကလွတ်အောင်ပြေးဖို့ဘာပဲစက်ရုပ်ရဲ့တိုက်ခိုက်မှုကြောင့်ကားရဲ့ဘေးချက်ပြားတွေတစ်ခုပြီးတစ်ခုဆုတ်ပြတ်ထွက်နေတော့ရုတ်တရက်စက်ရုပ်ကြီးရက်သွားတယ်။ဒါဟာသူတို့ကိုလွတ်ပေးလိုက်တာမဟုတ်ပါဘူး။ပိုပြီးကြောက်စရာကောင်းတဲ့နောက်ထပ်လက်နက်စနစ်တစ်ခုကိုထုတ်သုံးဖို့ပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်။